စကားပြောတဲ့အခါမှာလည်းပဲမြတ်စွာဘုရားကသင်ထားတယ်သိချာမှတ်သားထားဖို့လိုတယ်ကိုယ့်ကိုစိကံတတ်မှတ်ဖို့လိုတယ်ငါတဦးတယောက်နဲ့စကားပြောမယ်ဆိုရင်မှန်တာကိုသာပြောမယ်မမှန်တာကိုမပြောဘူးနော်ဒါတစ်ခုဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာကိုသာပြောမယ်အကျိုးမရှိတာကိုမပြောဘူးအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားသည်မှန်လဲမှန်ရပဲအကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲမှန်လဲအကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့အချိန်ကြမှာပြောမယ်ဟောသုံးခုနော်မှန်တာကိုသာပြောမယ်အကျိုးရှိတဲ့ဟာကိုသာပြောမယ်ပြောရင်လည်းပြောတဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့အချိန်မှာမပြောနဲ့ကဲပြောတဲ့အခါကျတော့စကားလုံးကဘယ်လိုစကားလုံးနဲ့သုံးမလဲဆိုတဲ့အခါရှင်ကြီးလိမ္မာတဲ့စကားနဲ့သုံးရမယ်ရိုင်းဆိုင်တဲ့အသုံးနဲ့မပြောရဘူးလို့ဆိုလို့စကားဆိုတာရိုင်းဆိုင်ပြောရလဲစကားဖြစ်တာပဲရှင်ကြီးပြောလဲစကားဖြစ်တာအဲ့တော့ရိုင်းဆိုင်တော့မပြောဘူးရင်ကြီးပြောမယ်စကားလုံးရွေးချယ်မယ်ဒါဖြင့်စကားလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲမဟုတ်သေးဘူးဒါကြောင့်မို့စိတ်ပါထည့်လိုက်ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူးခင်မင်နဲ့မေတ္တာစိတ်နဲ့ပြောမယ်ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာမနာဝသာပြောမယ်အကျိုးရှိတာဝသာပြောမယ်ပြောတဲ့အချိန်ရောက်မှပြောမယ်ရှင်ကျေးလိမ္မာစွာပြောမယ်မေတ္တာစိတ်နဲ့ပြောမယ်အဲ့ဒီလိုနှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံသည်အကောင်းပဲဖြစ်တယ်အဆိုးပဲဖြစ်ဘူးတို့ဆိုဒါမြတ်စွာဘုရားရဲ့အဆုံးအမပဲဒီထဲကတစ်ခုခုချိုးယွင်းလိုက်တာနဲ့တကယ်နဲ့မနာကိုမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှိရင်ဒါအဖြစ်ဖြစ်သွားကိုယ်စကားဟာမမမကန်တာတွေပြောတယ်အကျိုးမဖြစ်တာတွေကိုပြောတယ်မပြောတဲ့အချိန်လျှောက်ပြောတယ်ရိုင်းဆိုင်ပြောတယ်ဒေါသနဲ့ပြောတယ်ဒါတော့မှစကားအကောင်းမဖြစ်စကားအကောင်းဖြစ်အဲ့တော့အကောင်းဖြစ်အောင်တတိဆောင်ကြရမှာပဲဖြစ်တယ်